ဟုတ်ပါဒီနေ့အာသာနေလေးပါအားကြောင့်မလို့ကျွန်တော် Minecraft ထဲမှာအာသာနေထိမ့်မဲ့နေလို့ခါရတယ်ခုနကပြောတဲ့အတိုင်းပဲအခုရောက်ပါပြီဆက်သွားပါမယ်အရင်ဆုံးတစ်ကက်ဆန်တာမှာတစ်ကက်လေးထည့်ပါမယ်တစ်ကက်ကတော့တစ်ဝက်လောက်ထည့်ပြီးတော့ပတ်စံတော့ပတ်စံထည့်ပါမယ်ပြီးရင်တစ်ကက်ယူပါမယ်တစ်ကက်ယူပါမယ်ဒါကအဲ့လိုယူရအောင်ခလုတ်လေးနဲ့တစ်ကက်ရပါပြီရင်ဝင်တော့ပါမယ်ဒီမှာဒီမိုင်းပါတယ်ဒီတော့ဒီခမ်းမရေကိုကြည့်ပါမယ်ဒီလူတွေလမ်းလမ်းတာတွေဆောက်နေနေတာဒါလည်းခေါ်တော့ခေါ်တတ်ပါဘူးကြည့်လို့လည်းပြီးသားခြားတူလည်းရှိတော့ပါငါပဲနောက်ကြတယ်ပြီးရင်ကျွန်တော်ရှေ့တန်းလေလူတွေကတော့အပြည့်ပါပဲပြီးတော့အင်္ဂါတက်ရှင်လို့အင်္ဂါတက်လာပြန်မယ်ဒီမှာဆောင်းရရှိပါတယ်နည်းလေးဟောတာရောကြလို့ပါတယ်ဒီကကြီးသွားပါမယ်ဒီဝစားဆိုင်လေးပဲဝစားလို့ဝစားရအောင်စုံတာပဲဒါပေမဲ့မဝယ်သေးပါဘူးနောက်ရက်ကြမှာပဲဒါဝယ်တော့မယ်ငါဒီနေ့ကပတ်စံနည်းနည်းပဲပါတာဆိုတော့နောက်ရက်မှာပဲဝယ်တော့ပါမယ်ငါအာသာနီဘိမ့်မှန်သွားလိုက်ပါဦးဒီမှာအာသာနီဘိမ့်မှန်ပဲလူတွေလည်းရှိသားပဲလေပြုတ်ဒီအာသာနီဘိမ့်မှန်ပန်းကုန်းဆုပ်ခဲ့ပြီဆိုတော့ပြန်တော့မယ်သွားမယ်အဲ့ဒါသွားပြီးတက်လမ်းငါလည်းလမ်းကိုပြောက်နေမှာโอเคဒီညတန်းဖြည့်နေရောက်လာပြီတန်းဖြည့်တော့ပြီးပါပြီပြီးအောင်ဒီယူဒီပြန်တော့မယ်အခုဟိုကမှာဘာစောက်အောင်ယုံဒီဝင်ကြည့်လိုက်အောင်ကွာဒီမှာကနေကြပဲလူကသူတို့ကနေကြပဲအာသာနီနေတယ်ဒီမှာနေရာမှာလက်စာကြီးနဲ့လူရောင်ကြည့်တော့ပြီးတယ်ဒီဆိုငါလည်းပြန်လိုက်စားလိုက်ရကွာကိုရှိမှာစားတော့ဆိုင်လမ်းထင်တယ်ကြည့်တာအောင်မယ်စားဖွင့်သေးဘူးသူစားဆိုင်လိုက်ရှာပြန်မယ်ကွာခုနအပေါက်ဝနားမှာတော့တဆိုင်တွေ့ခဲ့သေးတယ်သွားကြည့်ပါမယ်ရောက်ပြီဒီဆိုင်မှာကသုံးရဆိုပမုံနဲ့ကြက်သားဝင်မယ်ဘုံနဲ့ကြက်သားဝင်လိုက်မယ်ပြီးရင်ကူကီးနဲ့ရှီကိုဝင်မယ်ပြီးပတ်စံပေးရလိုက်တော့မရှိရဘူးပေးရလိုက်တော့ဒီကနားမှာစားဒီကနားကလူတွေရှုပ်တယ်ဒီကနားကရှိကောင်းလိုက်တာပေါ့လေဒါချက်ကင်လေးကလည်းကောင်းနေရဲ့ဒီစီတောက်လာအောင်နေနေတယ်ဒီနောက်ဆုံးနေနဲ့ကိုကီးလေးစားလိုက်တော့မယ်ကုန်သွားပြီပြန်မယ်ပြန်တော့မယ်ရှိရဟိုင်းဒီဘက်နဲ့မှာဟုတ်ပါဘူးတက်ကအဲ့ဘာပြန်ထည့်အောင်ဘာလို့မှတက်ကပြန်ထည့်ခဲ့ရမလဲဒီနေ့ဗီဒီယိုလေးတော့လောက်ပါပဲ like and subscribe လေးလုပ်ပေးခဲ့ပါဦး